မြန်မာပြည်သက်တွေတဲတန်ဆောက်စားနေကြတဲ့ပွဲကြီးလျှောက်လာပါပြီဗျာကျွန်တော်တို့ရဲ့မြန်မာကုံဆောင်မြန်မာလက်ဝဲကိုစားပြုတဲ့ရိုနီကာကပေါ့နော်ကမ္ဘာထိပ်တန်းကစားသမားကြီးဖြစ်တဲ့အနီဆာမဆန်နဲ့ဂျင်ဆိုင်ရှင်ပြိုင်မဲ့ပွဲစဉ်ကြီးကိုနိုဝင်ဘာလ9ရက်နေ့မှာကျင်းပမယ်1 Fight Night 37 season တွင်မှာကြည့်ရှုရတော့မှာဖြစ်ပါတယ်ဒီပွဲကြီးကိုဘန်ကောက်လူပနီစတေဒီယမ်မှာကျင်းပသွားမှာဖြစ်ပါတယ်ပြည်သက်ကြီးလည်းသိကြတဲ့အတိုင်းပဲဒီပွဲဟာကစ်ပေါက်စင်စီမင်းနဲ့ထိုးတက်ရမှာဖြစ်လို့ရိုနီကာအတွက်တော့စိန်ခေါ်မှုအသစ်တစ်ခုဖြစ်နေပါတယ်ဘာလို့လဲဆိုတော့သူထိုးနေကြမြန်မာလက်ဝဲမှာအဓိကအတန်နဲ့တထောင်ရိုက်ချက်တွေကိုကစ်ပေါက်စင်မှာလုံးဝသုံးလို့မရလို့ပါဘူးဒါကြောင့်ရိုနီကာအနေနဲ့သူ့ရဲ့လက်သေးတွဲလုံးတွေပြင်းထန်တဲ့ခြေခံချက်တွေနဲ့အဓိကပါဝါထည့်ပြီးအမှတ်ယူနိုင်ဖို့အကောင်းဆုံးလေ့ကျင့်ပြင်ဆင်လာရမှာပါကစ်ပေါက်စင်ဆိုတာတိကျမှုဉာဏ်နှုံးနဲ့အမှတ်ပေးစနစ်ကိုအခြေခံတဲ့အားကစားဖြစ်တာကြောင့်လက်ဝဲရဲ့ပြင်းထန်တဲ့လက်သီးပါဝါကိုစီးမြင့်တဲ့အညီဘလောက်အထိထိရောက်သုံးနိုင်မလဲဆိုတာအရေးကြီးဆုံးပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့ရိုနီကာရဲ့ကြံ့ခိုင်မှုဇွဲတက်တိနဲ့အစုံမနစ်စိတ်သက်ကိုယုံကြည်ပြီးသားပါမြန်မာကွန်ကိုကမ္ဘာအလယ်မှာထမ်းဆောင်နေတဲ့သူမအတွက်တော့ဒီလိုစီးမြင့်အပြောင်းလဲဆိုတာအခက်အခဲဆိုတာထက်စွမ်းဆောင်ရည်အသစ်ကိုပြသမဲ့အခွင့်အရေးတစ်ခုလိုပဲမြင်ပါတယ်ဒါပေမဲ့ပြန်ဘက်ကိုလည်းလုံးဝရှော့တက်လို့မရပါဘူးအနီဆာမဆန်ဆိုတာကကမ္ဘာအဆင့်မီကစားသမားပါသူကအာဂျင်တီးနားသူဖြစ်ပြီးအသက်12နှစ်ကတည်းကလက်ဝဲအားကစားကိုစတင်လေ့လာခဲ့သူပါမဆန်ဟာသူ့ရဲ့အားကစားသမားတက်တဲ့တစ်လျှောက်မှာချန်ပီယံကပတ်တွေအများအပြားစုဖူးခဲ့ထူးသူပါဒါပြင်မဆန်ရဲ့အားကျစရာကောင်းတဲ့နောက်ခက်သမိုင်းကြောင်းတစ်ခုကတော့သူမဟာပညာရေးမှာပါဘက်ဒီဂရီနှစ်ခုကိုရရှိထားတဲ့ထူးချွန်ထက်မြက်တဲ့သူလည်းဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်မှာလည်းမွေထိုင်းနဲ့ကစ်ပေါက်စင်မှာစုစုပွဲ6ပွဲထိုး4ပွဲနိုင်2ပွဲရှုံးဆိုတဲ့မှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားပြီးလက်တလုံးမှာလည်းကမ္ဘာချန်ပီယံပွဲကိုရယူဖို့ရည်မှန်းထားသူပါဒီလိုအတွေ့အကြုံနဲ့နည်းစနစ်ပိုင်းမှာပြောင်မြောက်တဲ့မဆန်ကိုရင်ဆိုင်ရတာဟာရိုနီကာအတွက်အကြီးမားဆုံးစိန်ခေါ်မှုတွေထဲကတစ်ခုဖြစ်လာမှာပါမဆန်ရဲ့လက်သီးတွဲလုံးတွေ reach အကွာဝေးထိန်းချုပ်မှုနဲ့ရှင်မြန်မှုတွေကိုရိုနီကာရဲ့အင်အားဖိအားပေးမှုနဲ့ reach ရမှုတွေနဲ့ဘယ်လိုတံပြန်နိုင်လဲဆိုတာကိုစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းဖြစ်ပါတယ်ရိုနီကာမြန်မာလက်ဝဲရဲ့ကြက်ခံမှုနဲ့ဇွဲကိုစားပြုတဲ့သူပါဒီပွဲမှာနည်းငယ်ကွာခြားတဲ့စီးမင်းနဲ့ထိုးတက်ရတာကြောင့်အခက်အခဲရှိနိုင်ပေမဲ့မြန်မာပြည်သက်တွေရဲ့ချစ်ချင်းမြတ်တန်နဲ့အပိမှုကသူမရဲ့နောက်ွယ်ကကြီးမားတဲ့စွမ်းအင်ပါပဲကျွန်တော်တို့အားလုံးဟာသူ့ရဲ့တိုက်ခိုက်လူစိတ်နဲ့ယုံကြည်မှုတွေကိုအမြဲတမ်းအပိထောက်ခံမှာပါရိုနီကာအနေနဲ့ရိုရှင်းတဲ့လှုပ်ဝက်ချက်ဖြစ်တဲ့မှားယွင်းနဲ့အောင်ထိုးတက်ပြီးအမှတ်များများယူနိုင်အောင်ကြိုးစားဖို့ပဲလိုပါတယ်မဆန်လိုကမ္ဘာစစ်မီကစားသမားတဦးကိုအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်ရိုနီကာရဲ့ကမ္ဘာအစစ်နှံဟာတိတိတတ်တာမြင့်တက်လာမှာဖြစ်ပြီးမြန်မာလက်ဝဲရဲ့ဂုဏ်သတင်းကိုလည်းပိုပြီးပြန့်ပွားစေမှာပါကဲပြည်သက်ကြီးတို့ဒီစိတ်လှုပ်ရှားဖွယ်ရပွဲစဉ်ကိုနိုဝင်ဘာလ9ရက်ည9:00နာရီစတင်ကျင်းပမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့နောက်နေ့မနက်ပိုင်းမှာကြည့်ရှုရမှာပေါ့ပွဲကျင်းပမယ့်နေရာကတော့ဘန်ကောက်လူပနီစတေဒီယမ်ဖြစ်ပြီး1 Fight Night 37 အစီအစဉ်တွင်မှာကြည့်ရှုနိုင်ပါတယ်ကြည့်ရှုရမယ့်နည်းလမ်းတွေကတော့အများကြီးပါပဲအမေရိကန်နဲ့ကနေဒါမှာရှိတဲ့ပြည်သက်တွေကတော့ Prime Video ကနေတိုက်ရိုက်ကြည့်ရှုနိုင်ပြီးကမ္ဘာတဝန်းကပြည်သက်တွေကတော့ One YouTube, One Facebook နဲ့ watch1fc.com တို့မှာကြည့်ရှုနိုင်ပါတယ်ဒါပေမဲ့နိုင်ငံအလိုက်ကန့်သတ်ချက်တွေရှိနိုင်တာတော့သတိပြုပါကိုယ်တိုင်ဘန်ကောက်ထိသွားရောက်ပြီးပွဲကိုတိုက်ရိုက်ကြည့်ရှုရှင်တဲ့ပြည်သက်တွေအနေနဲ့လည်း www.thaiticketmajor.com မှာပွဲလက်မှတ်တွေဝယ်ယူနိုင်ပါတယ်ဒီတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးရဲ့ရှင်ထဲမှာမိကုန်းတစ်ခုပဲရှိတယ်အဲ့ဒါကတော့မြန်မာကုံဆောင်ဘရိုနီကာဟာကမ္ဘာချန်ပီယံမဆန်ကိုကစ်ပေါင်စင်စီးမင်းနဲ့ဘလို့အလဲထုံးလဲဘလို့အနိုင်ယူလဲဆိုတာပါပဲနိုဝင်ဘာလ9ရက်နေ့ညကိုအတူတူစောင့်နေရင်ဘရိုနီကာအတွက်အားပေးမှုတွေပေးကြပါစို့ဗျာမင်းကိုယုံကြည်တဲ့ဘရိုနီကာရဲ့အဆုံးနေနားဆင်ပေးတဲ့အတွက်လည်းအားလုံးကိုထူးတလဲကျေးဇူးတင်ရှိပါတယ်